Bebe ta pian bi. ဒီနေ့တာဒီအတင်းတစ်ကဥစားဗလဲသူကစ်တေပါလာပြီဟိုမရှိလာခဲ့တာပြမယ်လားပြမယ်ဟိုဗလဲတာရဲ့အတင်းတီလေဟိုလေတန်တောင်းอ่ะလေဗလဲအလီဂျူနီယာအလိုင်းစတဲ့อ่ะဒီမှာကနေလဲချလာမယ်အော်ဒါနံပါတ်7လေးရလိုက်ပါတယ် center back ဆိုပြီးတယ်ဆိုပေမဲ့ဒါအောင်နံပါတ်7ပေးတယ်ဒီမှာအစ8ပါတယ်8မှာလဲနံပါတ်7ရဲ့ဒီမှာအသင်းရဲ့ logo ရဲ့ပါတယ်တာတို့ရဲ့ sponsor တော့အကျိုးမပေါ့အများကြီးပဲပါတယ်အတင်းမှာဝိုးဒီမှာအသင်းရဲ့ခြေစာတော့အနီရောင်းအဲ့ဒါကြီးကိုမကြိုက်ဘူးခြေကြီးကတော့ပြီးလို့ရှိရင်ဒါဒီမှာအိမ် kit home kit ပေါ့ဗျာဒီမှာနံပါတ်7နဲ့မပြီးလို့ရှိရင်ဒီမှာ wake it အဖြူနဲ့အပြာနဲ့နောက်မှလည်းနံပါတ်7ပဲပြီးတော့မှအကုန်လုံး try ကြည့်မယ်လေဒီမှာကျတော့အိမ် green ပေါင်းပြီဟိုကြီးလိုက်လားဒီမှာအဝေး green ပေါင်းပြီတို့ရကြတော့ဘာလို့ team logo မပါလဲမသိဘူးဘောင်းမီပါတင်းလို့ဘယ်လိုပါဟုတ်ပြီးလို့ရှိရင်ဒီမှာဒါကြတော့အဝေး green shade ဝေး shade ကြောက်ဥစားပါတယ်ဘာလဲ plastic ပါဟိုအဲ့ဒါမပါနောက်မှချက်ထက်ရှိသေးရပဲဒီမှာ training kit ပါဒီမှာဒီအပေါ်တက်ဟာကြီးလိုက်လားကောင်းတယ်နော်ဒီမှာစိတ်တယ်ရောအများကြီးပဲနောက်မှကျတော့sponsor ဒီမှာတားရဲ့ sponsor ပါပြီးလို့ရှိရင်track suit ပေါင်းပြီလည်းပါပါတယ်ရှိလိုက်လားဒီမှာအိမ်ကွင်းပေါင်းပြီမဟုတ်ဒါ training ပေါင်းပြီအိမ်ကွင်းမြောင်မှာပါပြီဒါပြီးလို့ရှိရင်နောက်ဆုံးတော့ဒီဟာကကုတ်ပါတို့ရကုတ်တွေလည်းပြကုန်းစုံနေနော်ပြီးလို့ရှိရင်ဒါ free ရကောင်းမှာကောင်းကဲအကုန်လုံး try လုပ်မယ် try လုပ်ဖို့ချိန်ရောက်ပါပြီအဲ့ကောင်မစိုးဘူးကြာဒီမှာအဲ့ကိုကြီးဒီမှာအဲ့ကဒီအောက်မှာတကန့်ပါလေမကြည့်ဒီမှာဖနက်ထဲကန်တားစင်တာပဲဘာထဲကန်လဲတော့မသိဘူးတော့ဘာထဲရတော့ကန်ခုပဲဒီမှာပြရတယ်instruction နေဒီမှာသူပြတာဘာပြတာလဲတော့မသိဘူးပြတာပဲဒီလိုမျိုးဖွင့်မြင်မှာဖနက်တယ်ဖနက်တော့တယ်တားချင်တာပဲပြီးတော့ဒီတိုင်းပိတ်လို့ရတာokay နားလေပြီ okay အဲ့ကောင်မှလည်းနော်ဆို training သွားရင်လည်းပွဲသွားတာပါဆိုလို့ရှင်ကဲဘယ်ရင်ဖိုင်လို့ကောင်းဆက်တော့training kit ကိုရင်လုပ်လာမယ် training kit ကိုရင်လုပ်မယ်ဆိုတော့ခါလေးပါအင်ကြီးလည်းပြီးပြန်လာခဲ့ပါမယ်ကဲပါဒီမှာဒီကတော့ training kit ပါနည်းနည်းတော့ကြည့်ရလို့ထင်တယ်ဒီမှာဘောင်းမီရလဲဒီမှာပါနည်းနည်းတော့ကြည့်ရပေါ့နော်ဒီဘောင်းမီရလဲနည်းနည်းချောင်းတယ်အင်ကြီးကလည်းဒီမှာအင်ကြီးကတော့စင်ပြေလောက်ပါပြီးတော့အခုကတော့ဒီမှာ track suit top ဝတ်ပါမယ်ချွေးနေဆိုတော့ကစီနေtrack suit တော့
လက်တရားရှေ့ဒါမဲ့တရား track suit တော့ဆိုတော့လက်တီပိုင်းရှေ့ရဘာဖြစ်ပါဟော nice ခုဒီမှာပြီးလို့ရှိရင် track suit bottom ပြီးလို့မှတောင်းဝင်မယ်ပြီးမှတောင်းမယ်ဒီမှာကြောက်ကုတ်ပါ raincoat ပဲမဲ့တရား waterproof ပြီးလို့ရှိရင်ဒါတရား windbreaker ပါပဲ waterproof ပါပဲရှိတာအဲ့လောက်ကြီးတော့မနွေးဘူးနွေးရအောင်နွေးရပါဒါမဲ့ windbreaker ဆိုတော့ just a waterproof ကောင်းတယ်မဆိုးကြိုက်တယ်ဟာဒီအခုပဲလာတယ်နေရတော့ training kit ပါအကုန်လုံး training kit ရပြီပြီးလို့ရှိရင်အခုဒီဘောင်းမီကိုတောက်ဝက်ပါမယ်ဒီမှာပါဒီကတော့ဘောင်းမီပါဘောင်းမီကတော့အသင်းလူကိုပါဘာမှမပါဘူးကြိုက်တယ်မဆိုး360ကောက်စပါမီကောင်းတယ်ပြီးလို့ရှိရင်အခုကတော့ away quit လာပါပြီ away kit ပြားလေးဟာတော့ဝက်လာအောင်မယ်ဒီမှာတော့ away quit ပါကျွန်တော်အယောင်နေကြတော့ကြိုက်တယ်ဒါပေမဲ့အခုကနည်းနည်းကြီးလို့တော့ကျွန်တော်ဟိုဗာလဲမသိလို့ရှိရင်ဥစားဘူးတော်ကြီးဖြစ်နေတယ်မကျဘောင်းမီကလည်းအောက်မှာကြီးပဲဒီအိမ်ကွင်းဟာတော့အတူတူပဲဆိုလို့ရှိရင်တော့ဒါအဲ့လိုကြီးကြိုက်မှာမဟုတ်သူတို့ site ပြန်တောင်းအောင်မယ်လားဖေပြီးလို့ရှိရင်အိမ်ကွင်းဟာကြောင့်ဒီဘေးကဟာပါဒီကကြောင့်ဘေးကဟာမပါဘူးပြီးနောက်နံပါတ်7ခုအိမ်ကွင်းဟာသွားပြီးတော့ try ကြည့်ပါမယ် site တူတူပဲဆိုလို့ရှိရင်တော့ coach ကိုအလေးကို complain လုပ်ကြမယ်ကဲဒီမှာတော့အိမ်ကွင်းမှာအိမ်သေးပါဟာပါတော့အိမ်ကွင်းကကောင်းတယ်အိမ်ကွင်းကဒီအပေါ်ကပိုကြိုက်တယ်ဘာလို့လဲဆိုတော့ဒီအိမ်ကွင်းကဟာအဲ့လောက်ကြီး baggy မဖြစ်ဘူးပြီးလို့ရှိရင်ဘောင်းမီရလည်းအဲ့လောက်ကြီး baggy ဖြစ်တော့မဟုတ်ဘူးချေးတယ်ထားလိုက်ပါချေးတယ်ကတော့ဝစ်ဆရာမလို့ပြရဘာမှဖြစ်အဲ့တော့ဒီအသင်းကဒီဟာတွေအကုန်လုံးပေးတယ်ပြီးလို့ရှိရင်ဒီ kit တွေဒီဗာလဲဒီသင်းကဒီ level ရောက်တော့မှဒီလိုမျိုးအကုန်ပေးတာဒီ level မရောက်လို့ရှိရင်တော့ track suit top up ပဲရလိမ့်မယ်ရချင်လို့ရှိရင်တော့အိမ်ကွင်း kit နဲ့ away kit တော့ရမယ်ဒါပေမဲ့ training kit တွေပါရတော့ရမယ်ဆိုတော့မသေးကြပါဘူးဒီ level က EJA ကတော့ highest before academy ပေါ့ဗျာ academy level မရောက်ခင်အဲ့ EJA ရောက်ဖို့ကဥစား very crucial ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ scout တွေကအများရန် EJA မှာပွဲတိုင်း EJA မှာပွဲတိုင်းလာပါတယ်အဲ့တော့ဒီ level ထိရောက်လို့ရှိရင်ဒီလိုမျိုးရမယ်ပြီးလို့ရှိရင်သူတို့ club house တွေရမယ်ပြီးလို့ရှိရင်အဲ့ club house မှာပွဲပြီးတော့ဘာလို့ဆိုလို့ရှိရင်ဥစားပါလဲ player တွေနဲ့ farewell ဆိုပြီးတော့မီးတွေပါတယ်စားပါတယ်ကဲဒီနေ့ကတော့ဒီလောက်ပါပဲနောက်ခေါက်ကြလို့ရှိရင်ပြန်တွေ့ပါမယ်တတာ